အဲ့လိုမဟုတ်ပဲလက်တွဲဖို့ကိုသာအရင်ရှာခဲ့မယ်ဆိုရင်အမားတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်နံပါတ်1 M Master ဆိုတဲ့အတိုင်းဘုရားသခင်ကိုအရှင်သခင်နေရာမှာထားရှိပါဘုရားသခင်ကို Master ဆိုတဲ့ဘဝရဲ့အရှင်သခင်နေရာမှာထားပြီးပြီဆိုရင်နောက်တစ်ဆင့်လောက်ရမယ်နံပါတ်2 M က Mission ပါဟုတ်ပါတယ်တင့်ကိုပေးထားတဲ့အမှုတော် Mission ကိုရှာဖွေပြီးလှုပ်ဆောင်မှာပါဒီဘဝရဲ့ Mission ကပါလေတင့်ကိုဘယ်နေရာမှာဘယ်သူတွေအတွက်ခေါ်ထားတာလဲဘုရားသခင်ရဲ့ဘုန်းတော်ကိုဘယ်လိုထင်ရှားစေမလဲစတာတွေဒီအဆင့်မှာပါဝင်ပါတယ်မာသဲအခန်းကြီး28အခန်းငယ်19မှာတင်တို့သည်တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမ၌ပဋိစံကိုပေးကြလောလို့ဆိုထားတဲ့အတိုင်းကျွန်တော်တို့အားလုံးဟာအမှုတော်မြတ်အတွက်ခေါ်ထားခြင်းခံထားရပါတယ်ဒါကြောင့်အသင်းတော်မှာဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာဖြစ်ဖြစ်အလုပ်မှာဖြစ်ဖြစ်ဖခင်ရဲ့ဘုန်းတော်ကိုဘယ်လိုထင်ရှားစေမလဲလူတွေကိုဖခင်နဲ့နှီးဆက်အောင်ကိုဘဝရဲ့အတ္တနဲ့ဘယ်လိုပုံသက်တွေကောင်းပြရမလဲစတာတွေပါဝင်ပါတယ်ဒါကြောင့်အလင်းစလို့ဘဝလက်တွဲဖို့မရှာပဲဖခင်ရဲ့အမှုတော်မြတ်မစ်ရှင်ကိုဦးစားပေးဖို့လိုအပ်ပါတယ်အာရန်ကို